Academy ရဲ့ Basic New Writing Training ဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကတော့ကျွန်တော်တို့ media ဆိုတာပါလဲဆိုတဲ့အကြောင်းကိုကျွန်တော်စပြီးတော့မျှဝေခဲ့တယ်အခုကကြတော့ဒီ Basic New Writing Training ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့သတင်းဆိုတာပါလဲဆိုတဲ့အစာကိုဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်အဲ့တော့သတင်းဆိုတာပါလဲပေါ့သတင်းဆိုတာကကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပြီးအဲ့ဒီဖြစ်ပျက်ကဒီလူနဲ့ဆက်ဆက်တဲ့အရေးကြီးတယ်။နောက်တိကျတည်ကြတဲ့အကြောင်းအရာတစ်ခုဖြစ်ရပါမယ်။မှန်ကန်တိကျတည်ကြတဲ့အကြောင်းအရာဖြစ်ရပါမယ်။အဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့အဟောင်းပါတွေဒီဘာနဲ့တုံးမှာဖြစ်ကျွန်တော်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။အဲ့ဒီအကြောင်းအရာတွေအများကြီးကိုကျွန်တော်တို့သတင်းတွေနဲ့ဖန်တီးထုတ်လို့ရတာမဟုတ်ပဲအဲ့ထဲကအချို့တော့အကြောင်းအရာတွေကသတင်းတွေနဲ့ဖန်တီးထုတ်လို့ရတာဖြစ်ပါတယ်အဲ့တော့သတင်းဘယ်လိုအရာတွေကိုသတင်းတွေအနေနဲ့ဖန်တီးထုတ်လို့လဲဆိုတာကိုကျွန်တော်မကြာခင်ဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုဟာပြည်သူလူထုနဲ့လည်းဆက်တယ်လက်တလောဖြစ်ပျက်တဲ့ကောင်းအဖြစ်အပျက်တစ်ခုလည်းဖြစ်တယ်ပြည်သူလူထုပေါ်မှာအကျိုးသက်ရောက်မှုတစ်ခုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့အကြောင်းအရာကိုသတင်းတွေနဲ့ဖန်တီးထုတ်လို့ရှိပါတယ်အဲ့တော့ journalist တောက်ရဲ့အဓိကအရေးကြီးတဲ့လုပ်ငန်းတာဝန်တစ်ခုကသတင်းတွေကိုရယူစုဆောင်းပြီးတော့ထုတ်ဖော်တင်ဆက်ဖို့လုပ်ရဖြစ်ပါတယ်အဲ့ဒီထုတ်ဖော်တင်ဆက်တဲ့အခါမှာအမှန်တရားကိုအခြေခံပြီးအဖြစ်အပျက်ကိုအမှန်တိုင်းအတိအကျတိုင်းတင်ဆက်တဲ့တာဝန်ကိုထမ်းဆောင်ရပါတယ်အဲ့တော့အဓိကသတင်းတွေရဲ့အဓိက characteristic ပေါ့နော်ပြင်လက္ခဏာတွေကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ပထမဆုံးချက်က timeliness လို့ခေါ်တဲ့ timeliness လို့ခေါ်ပါတယ်အဲ့ဒါတော့ဖြစ်တယ်ဆိုတော့ဒီသတင်းကလက်တလောဖြစ်ရမယ်လက်ဆက်လက်ရှိဖြစ်ပျက်တဲ့အဖြစ်အပျက်ကိုဖြစ်ရပါမယ်နောက်က accuracy လို့ခေါ်တဲ့တိတိကျကျဖြစ်ရမယ်ဖြစ်ပျက်တာကိုဖြစ်ပျက်တဲ့အတိုင်းတိတိကျကျပေါ်ပြတဲ့အကြောင်းအရာဖြစ်ရမယ်နောက်ခါကျ relevant လို့ခေါ်တဲ့ပြည်သူလူထုတွေနဲ့ဆက်တဲ့အကြောင်းအရာဖြစ်ရပါမယ်နောက်ထပ်အရေးကြီးတဲ့တစ်ခုကပြည်သူလူထုပေါ်မှာအကျိုးသက်ရောက်မှုတစ်ခုရှိတဲ့ impact လို့ခေါ်တဲ့အကျိုးသက်ရောက်မှုတစ်ခုရှိတဲ့အကြောင်းအရာမျိုးဖြစ်ရပါမယ်နောက်ထပ်အရေးကြီးတဲ့ချက်ကကျွန်တော်ပြောရအောင်ဖြစ်တဲ့ balance and fairness လို့ခေါ်တဲ့ညှတမှုပေါ့နော်နှစ်ပတ်စလုံးဖြစ်ဖြစ်ဒီအကြောင်းအရာပေါင်းပတ်သက်သူတွေအကြောင်းနဲ့ပတ်သက်တိတိကျကျလေးလာစုံစမ်းပေါ်ထုတ်ထားတဲ့အကြောင်းအရာဖြစ်ဖို့လည်းလိုပါတယ်သတင်းတွေကသူတို့ရဲ့တက်ရောက်မှုသတင်းဖြစ်ရတဲ့တက်ရောက်မှုပေါ်မှာဒီသတင်းတွေတန်ဖိုးကအများကြီးကွဲပြားလေးရှိတယ်ဆိုတော့သတင်းတွေကကဘာကိုပုံဖော်ဖန်တီးနေလို့တော့တချို့ကဆိုကြပါတယ်။တချို့သောသတင်းတွေကကဘာကြီးကိုတော့ကန်ထုတ်သွားနိုင်တဲ့အကြောင်းလည်းရှိပါတယ်။အဲ့တော့ကျွန်တော်လောလောလတ်ဖြစ်တဲ့အဖြစ်အပျက်မျိုးဆိုလို့ရှိရင်USA ပြန်ဆိုင်လိုက်တဲ့သတင်းမျိုးဟာကဘာလုံးကိုအတွက်ကိုအကျိုးသက်ရောက်မှုဖြစ်တဲ့သတင်းမျိုးဖြစ်ပါတယ်။အမေရိကန်သမ္မတDonald Trump တက်လာပြီးနောက် USA ကိုပြန်ဆိုင်လိုက်ခြင်းကကျွန်တော်တို့ကဘာနဲ့တုံ့ကလူတွေအတွက်တော့အားတက်စရာသူတို့နဲ့တိုင်းသက်ဆိုင်တဲ့ကိစ္စတွေဖြစ်လာပါတယ်။ဒါကိုဒီလိုအကြောင်းအရာတွေကိုကျွန်တော်တို့ကသတင်းလို့ခေါ်ပါတယ်။တချို့သောအကြောင်းအရာတွေကတော့ကိုယ်နိုင်ငံထဲမှာပဲသက်ဆိုင်တာကိုယ့် region ထဲမှာပဲသက်ဆိုင်တာဖြစ်တတ်ပါတယ်။ဆိုတော့ခုနကလိုDonald Trump ရဲ့ USA ရဲ့တက်တဲ့သတင်းမျိုးဟာကမ္ဘာလုံးကိုကိုင်လို့ပြောလို့သူတို့နိုင်ငံမှာဆိုလို့ရှိရင်စစ်မှုထမ်းကြီးခေါ်ပြီးစုတောင်းတော့စစ်မှုထမ်းဥပဒေကိုပြန်လည်အသက်သွင်းလိုက်ပြီဆိုတဲ့သတင်းဟာနိုင်ငံထဲမှာရှိတဲ့များလို့လူတွေဒါမှမဟုတ်အဲ့ဒီမျိုးတွေမိဘတွေတာသမီတွေစသည်ဖြင့်အားလုံးစီကိုတက်ရောက်သွားတယ်အဲ့ဒါကြောင့်မလို့သတင်းတွေရဲ့တက်ရောက်မှုကအင်တန်ကအရေးကြီးဒီတန်ဖိုးကြီးလာပါတယ်အဲ့တော့ journalist အဖြစ်ရက်တည်မယ်ဒါမှမဟုတ်သတင်းစာပညာကိုသိချင်တဲ့လူတွေနဲ့သတင်းတွေအကြောင်းအရာတွေသတင်းတွေတန်ဖိုးတွေဘယ်လိုအရာတွေသတင်းတွေကိုဖန်တီးထုတ်လုပ်နေဆိုတဲ့အစားတွေကိုသိရှိဖို့ဟာအင်တန်အရေးကြီးပါတယ်ကျွန်တော်တို့အနေနဲ့သတင်းဆိုတာဘာလဲဆိုတဲ့အစားကိုတိတိကျကျသိရှိနားလည်အောင်လုပ်ပြီးတော့မှကျွန်တော်တို့ကသတင်းရေးသားထုတ်လုပ်ခြင်းဆိုတဲ့သင်ခန်းစာကိုတစ်ဆင့်တက်နိုင်တာမျိုးဖြစ်ပါတယ်ဒီနေ့တော့သတင်းဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့အချင်းချင်းရှင်းပြခဲ့ပြီးပါပြီနောက်နေ့မှာဆိုလို့ရှိရင်ဘယ်လိုအရာတွေကသတင်းတန်ဖိုးရှိရဲသတင်းတန်ဖိုးတွေကဘာဆိုတဲ့အစားကိုဆက်လက်နားလည်နိုင်စေဖို့အတွက်ညှောက်သွားပါမယ်ခင်ဗျာ